ค่ะไอ้สงค่ะมันเลี้ยวค่ะเดี๋ยวปืนเทปันล็อกไห่กองอันพี่น้องได้เขาสั่งซื้อว่าก็เอามังกรที่เฮิรนไผ่เสียมอ่ะก็เอามังกรที่ร่างไผ่เสียมอ่ะสั่งซื้อว่าเป็นหมอกมาเขาขาดที่เขามังกรในเสียงเขาขาดที่ไห่กองไล่ไห่มันสิเห็นไหมไล่ไห่หนึ่งล็อกเขาขาดที่ปืนเทปันค่ะโอเคหนึ่งละปะအခုကျွန်တော်ရှမ်းလူမျိုးတွေမိဒီနေရမိဒီအိမ်မိဒီအဆိုင်မိဒီနေရဒီတက်ကမှမဆိုရှမ်းဥတီပုံမောင်းကိုပင့်ဖိပြီးတော့မှမင်္ဂလာယူရှင်တို့ပင့်ဖိတာလို့ရှိရင်ပြရတဲ့အိုးစီလက်ကွက်တစ်ကွက်ကိုညဝေပေးမှဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီအိုးစီလက်ကွက်ရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဘုရားကုံတော်ဖြစ်ပါတယ်။ဒီဘုရားကုံတော်ကဆိုလို့ရှိရင်ဒီဘုရားကုံတော်နဲ့တီးပြီးမှမင်္ဂလာယူပြီးတော့တီးကြပါတယ်။ဒါကြောင့်မလို့ကျွန်တော်အခုတီးပြပါမယ်။ဒီဘုရားကုံတော်ကဣတိပိတောဘဂဝါအရဟံတမန်တန်ဗုဒ္ဓဆိုတဲ့လက်ကွက်ဖြစ်ပါတယ်လွယ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ညီကိုမောင်နှမများလိုက်ပြီးမှလှုပ်ကြည့်ပါတီးကြည့်ပါလွယ်ပါတယ်เนาะကျွန်တော်အခုတစ်ခါတီးပြပါမယ်လိုက်တီးကြည့်ပါเนาะအရင်ဆုံးကျွန်တော် OG ချက်တီးပြပါမယ်တီးကြည့်ပါเนาะဣတိဆိုတဲ့ဥစ္စာအပိတ်နဲ့တီးပါမယ်ပိတောเนาะအဲ့ဒါအပိတ်เนาะဣတိเนาะဣတိပိတောဣတိပိတောဣတိပိတောဘဂဝါတီးကြပါမယ်ဒီပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓတီးကြပါမယ်ဒီပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဒါရှောင်းဒီတီးတဲ့လက်ကွက်ဖြစ်ပါတယ်ကျွန်တော်ဆန်ဒီမို့နေမင်္ဂလာယူတဲ့ချိန်မှာမင်္ဂလာယူတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒီလက်ကွက်တွေနဲ့လည်းတီးကြပါတယ်ဒါကြောင့်မလို့အရင်ဆုံးအဖွင့်10ချက်ပိတ်ဖွင့်ပြီးလို့ရှိရင် ET ပြီးတော့ဘဂဝါနဲ့ကျွန်တော်တီးပြပါမယ်